တယောက်ကတက်နေစကားတွေအများကြီးပြောနေဆိုမှသူရဲ့တကယ်စိတ်ရင်းမှာဘာလဲဆိုတော့တင်သိချင်ဘူးလားစိတ်ပညာရဲ့လူတယောက်ရဲ့စကားပြောစကားလုံးတွေအတွက်သူ့ရဲ့ပြောပုံဆိုပုံနှုတ်မူရာတွေကသူ့ရဲ့ဇယိုက်မှန်ကို80%ကျော်ဖော်ပြပေးနေတယ်ဒီနေ့မှာတော့လူတယောက်ရဲ့စကားပြောပုံကိုကြည့်ပြီးသူ့ရဲ့စိတ်နဲ့စိတ်ထားကိုခံမနိုင်မဲ့အချက်၃ချက်ကိုကျွန်တော်သိပ္ပံနည်းကြအရာပြောပြပေးတော့မှာဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်နာမည်ကတော့ပိုင်စိုးထွန်းပါဒီမှာတော့နေ့ကျွန်တော်တို့ရဲ့နေ့စဉ်ဆက်ဆံရေးမှာလူကဲခတ်မမားရအောင်စိတ်ပညာရှင်တွေရဲ့လိလာသိရှိချက်တွေကိုကျွန်တော်ဝေမျှပေးတော့မှာဖြစ်ပါတယ်စိတ်ပညာရှင်ဂျိမ်းဘန်နီဘာကာရဲ့လိလာတွေ့ရှိချက်ရဲ့ကျွန်တော်ကျမကိုအလွန်ကျွံသုံးသပ်သူတွေကကိုကိုယုံကြည်မှုလွန်ကဲနေတွေမဟုတ်ပါဘူးတကယ်တော့သူတို့အတွင်းစိတ်မှာအားငယ်နေတာဒါမှမဟုတ်စိတ်ဖိစီးမှုများနေတဲ့အတွက်ကြောင့်ကိုပူပြီးအာရုံစိုက်မိနေတာဆက်ဖိုးကဖြစ်နေတာဖြစ်ပါတယ်စကားကိုအမြန်နှုံးနဲ့တရစက်ပြောရတူတွေဟာစိတ်ပညာရဲ့ non-short attention style ရှိသူတွေဖြစ်တတ်ပါတယ်တကယ်တော့သူတို့ဟာတစ်ဖက်လူကသူတို့ပြောစကားကိုနားမထောင်ပါဒါမှမဟုတ်ခွင့်ရမရမှာကိုစိုးရိမ်နေတတ်ကြပါတယ်တစ်ဖက်မှာလည်းသူတို့ဟာအချက်လက်တွေကိုများများဆန်းဆန်းစီမံခန့်ခွဲနိုင်တဲ့အုံနောက်ရှိသူတွေဖြစ်တတ်ပါတယ်ဒါကတော့ mirroring လို့ခေါ်ပါတယ်တင်စကားပြောတဲ့အခါမှာတစ်ဖက်လူကတင်းရဲ့ကိုမူရဒါမှမဟုတ်စကားလုံးတုံးတွေကိုလိုက်ပြီးတုံးနေမယ်ဆိုရင်ဒါတိပ္ပံနည်းကြရတင့်ကိုသဘောကျနေတာဒါမှမဟုတ်တင့်ပေါ်ယုံကြည်မှုတည်ဆောက်ခြင်းနေတစ်ဖက်လူကိုစိတ်အေးချမ်းစေခြင်းနဲ့စိတ်နေစိတ်ထားရှိတဲ့လူတွေရဲ့ပုံစံပဲဖြစ်ပါလူတယောက်ကိုခဲခတ်တဲ့ခါမှာသူပြောနေတဲ့အကြောင်းအရာတဲ့သူဘလို့ပြုမှုပြောဆိုနေတယ်ဆိုတာကိုပိုကြည့်ဒါဆိုတင်ဟာလူမှုဆက်ဆံရေးမှာအများတာသေးရနေပါလိမ့်မယ်ဒီချက်30ထဲမှာတင်နဲ့ကန့်ညီနေတဲ့အချက်တွေရှင်ကျွန်တော်ကွန်မန့်မှာပြောထားပေးပါနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့စိတ်ပညာဘုဒ္ဓတိုက်အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့